အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဝန်ကြီးစီဒီဇိုင်းပဲဖြစ်ပါတယ်ကျွန်တော်ကိုပြပတ်ပြီးမှာတော့ဖိုးပစက်1ကိုအလွယ်တကူဘယ်လိုပြည့်ရမလဲဆိုတာပဲဖြစ်ပါတယ်ဒါကတော့ဖိုးပစက်1ဖြစ်ရင်ကျွန်တော်အရင်ဆုံးတူပစက်1နဲ့ပြစ်ထားတာလေးပြထားတာဖြစ်ပါတယ်ခင်ဗျာမင်းကျွန်တော်ဟိုကောင်သွေးလျှောလိုက်တယ်ဗျာသွေးလျှောပြီးသွားရင်မှဒီဘက်ကနေပြန်ပြလို့ရတယ်ကျွန်တော်ပြည့်ဒီကကျန်တယ်မလို့ဖြစ်မှာဆိုကျွန်တော်သူ့ရှင်လုံးနားထောင်တယ်သူဟိုနောက်ရောက်တော့ဟိုနောက်ကိုကျွန်တော်ချိန်ရတယ်ပေါ့ဗျာသူထွက်လာမယ်ထင်လို့ပေါ့ဒါပေမဲ့သူထွက်မလာတော့မုတ်ဆိုးမကိုနိုင်တက်ကြည့်ပြီးတော့မုတ်ဆိုးမတည်ရမှာထွက်မလာတော့အမှသူ့လင်ကိုရှောင်းနေတယ်ရှောင်းနေပါတယ်အဲ့ဒီမှာကျွန်တော်နောက်ပေါက်လေးကလည်းထိုင်းလိုလေးပဲဝင်ပြစ်လိုက်တာပေါ့ဗျာတည်ရမှာပြစ်လိုက်ပြီးတော့သူ့ကိုပါခေါ်လိုက်တယ်ပါခေါ်ပြီးတော့မှသူ့တကောင်ကသူ့ကိုပါခေါ်ပြီးဒီမှာလို့ရမှာဆိုပြီးကောင်ပြေးတက်လာတာပေါ့ဗျာတည်ရမှာအချိန်မှာကျွန်တော်ဖြစ်နေမဲ့သူတို့ကကျွန်တော်၄ယောက်လာ join လာပါဗျာအဲ့ဒါကြောင့်မို့ကျွန်တော်ဒီကောင်လေးကို၄ယောက်တန်းပြီးဝင်လာတာလို့ဒီရင်းနဲ့လမ်းလျှောက်လိုက်တယ်ဗျာအဲ့ဒီမှာကျွန်တော်ဒီလိုမျိုးနဲ့ပတ်သွားတယ်ပတ်သွားကျွန်တော်ရှေ့ရရောက်ဒီဘက်ကနေတော့ကြုံဆောင်ပြီးတော့ဒီရင်းပြောအဲ့အမဆိုပြီးကောင်သေးတယ်အမဆိုပြီးတော့တော့ပြီးတော့ကျွန်တော်အပါဟောဖို့ကြိုးစားရတယ်ဗျာအဲ့မပါဘူးမပါမဲကျွန်တော်အေးသေးသေးပဲအမနောက်တော့အမဒီကောင်လေးထပ်ပြီးအပေါက်ကနေဝင်လာမယ်ကျွန်တော်ရှေ့ကကြားနေရပါတယ်ကျွန်တော်ကြိုးစားတယ်ဆက်ပါပါနောက်တော့ဆောင်းဝင်နှစ်ပေါက်လုံးအမတန်းပြီးဒီရင်းနဲ့တော့ပြီးတော့နောက်တော့ကျွန်တော်ဒီကောင်ကကျွန်တော်အေးသေးပဲပလင်းကိုဒီတလေးနဲ့မောက်ပေါ်လေးအေးမိတယ်ပေါ့ဗျာတည်ရမှာအဲ့ကြောင့်စောင်းလာပြောတာဗျာအရင်တော့မခတ်ပါဘူးဗျာဒီလိုကောင်မျိုးလေးအေးဆေးပါပဲလို့